တနေ့ကျွန်တော် meditation ထိုင်နေစဉ်တနာရီကျော်ခန့်အကြာကျွန်တော်ရဲ့ရုပ်နဲ့နာဟာအငွေ့လိုပေါ့ပါစွာလေထဲလက်ဆင့်သွားခဲ့ပြီးကျွန်တော်ရဲ့နာနဲ့ရုပ်ဟာပြန်လွတ်သွားခဲ့ပါတော့တယ်မြင်ကွင်းတစ်ခုလုံးကိုအပေါ်စီးကနေမြင်နေရပြီးနောက်ကျွန်တော်ရဲ့နိုင်ငံတာဟာတိမ်တိုက်တဲကိုရောက်ရှိသွားခဲ့ပါတော့တယ်တိမ်တိုက်တွေကြားတနေရာအရောက်တပ်ပယ်ကြီးညိုဖွယ်ရာအစင်းပြစ်စက်တရီတက်တယ်စွာဗုဒ္ဓမြတ်စွာဘုရားကိုဖူးမြော်တွေ့ခဲ့ရပါတယ်မြတ်စွာဘုရားတပည့်တော်တို့လူသားတွေဟာကိုယ်နဲ့စိတ်ကိလေသာဝေဒနာရဲ့မပြတ်လက်တဲ့နှိမ့်ဆက်မှုကြောင့်ခံစားနေရတဲ့ပူလောင်မှုတောကတွေကိုဘယ်လိုပြောက်ကင်းအောင်လှုပ်ဆောင်အောင်မလဲဆိုပြီးလျှောက်တော့မြတ်စွာဘုရားကချစ်တာတတ္တဝါတွေရဲ့ပူလောင်မှုကိလေသာအများစုဟာမရှိတော့တဲ့အတိတ်ကိုပြန်တွေးပြီးနောင်တရတာဒါမှမဟုတ်မရောက်သေးတဲ့အနာဂတ်ကိုပူပယ်ဆိုးရတာတွေကြောင့်ကိလေသာမီးရဲ့နှိမ့်ဆက်မှုကိုမပြတ်မလတ်ခံနေကြရတာပါစိတ်ရဲ့အေးချမ်းမှုကိုရဖို့အလော်တရားမခက်ခဲလာပါဘူးဘလို့ကိလေသာတွေပဲကြုံလာလားအတိတ်ကိုလည်းပြန်မဆွဲပါနဲ့အနာဂတ်ကိုလည်းလမ်းမမျောပါနဲ့အခုဖြစ်စေပစ္စုပန်ကိုသာတက်တက်ကြည့်ပြီးထွက်တဲ့ဝင်တဲ့လေးကိုသာအာယုံစိုက်ထားပါချစ်တာဆိုပြီးဆုံးမလက်ညှော်ပေးခဲ့ပါတယ်မြတ်စွာဘုရားရှင်အားဥခိုင်ပြီးဆင်းလဲထွက်ခွာလာစဉ်အဝေးတနေရာအရောက်ယောဂီဝတ်စုံနဲ့အေးချမ်းကြည်လင်နေတဲ့အဖေကိုတွေ့လိုက်ရပါတယ်အဖေကကျွန်တော်ငါသာလောကကြီးမှာကိုပေးထားတဲ့တန်ဖိုးကသာလေမိမိအစစ်မှန်ဖြစ်ပါတယ်အဆိုးကောင်းတွေကြုံလာတိုင်းမယိုင်လဲပဲကိုလန်းကိုသာတက်တဲ့အာယုံစိုက်ပါဆိုပြီးဆုံးမခဲ့ပါတယ်အေးချမ်းစွာပြုံးပြီးကြည်နေတဲ့အဖေကိုဥခိုင်နှုတ်ဆက်ရင်ကျွန်တော်ရဲ့စိတ်ခန္ဓာဟာမူလကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်ကျွန်တော်ရလိုက်တဲ့သင်ခန်းစာကတော့အရာရာဟာကိုဘလို့မြင်နေဒါတွေဟာအချိန်တစ်ခုမှပြီးဆုံးသွားမှာမို့ကိုအာရုံစိုက်ရင်ပြစ္ဆုတ်ပံမှာပဲအကောင်းဆုံးရှင်သန်နေနိုင်ဖို့ပါပဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်မှပြန်တွေ့ကြတာပေါ့